အမကဲလို့အစင်ပြေနဲ့ဘာလို့မဟုတ်ဘူးစလိန်ဆိုတာမတို့တူပြရပြီအဲ့လောက်ပဲသိအောင်ပြောပြီဒီမှာလဲကြည့်အောင်မနေ့ကလည်းလှုပ်ပြတယ်ဒီနေ့လည်းလှုပ်ပြတယ်ဒီလောက်ဆိုသဘောပေါက်သေးတယ်တက်တော့ဟိုကောင်လေးပြောလို့တိဖို့မတို့တိဖို့မတို့လောက်ကြရောလောက်ကြတာမဟုတ်ဒီမှာလူက2ရက်တော့ရှိပြီရေခဲတော့ပဲရောက်တော့မယ်အေးပါနေဘူးအမေမိုက်တယ်နော်လူပို့တဲ့ကစားကြကျွေးပြီးကွယ်ကိုလေးကျွေးပြီးကွယ်လာပြီနော်နောက်တစ်မျိုးကျွေးဦးနေမဟုတ်ပြုတ်ကိုကြတယ်မြင်ပါတယ်လူတိုင်းမြင်တယ်ဟိုင်းမှာလူတိုင်းမြင်တယ်လက်ညှိုးထိုးပြ